ဘောကျွန်တော်တို့မှာရှိစေခြင်းကိုလို့ငါစင်ကြင်ကြတယ်လေးလာကြတယ်ဒီတော့လေကျွန်တော်တို့ Summer Bible ကနေပြီးတော့မှာပေါ့နော်ဒီအကြောင်းကိုပဲပို့ပြီးတိုးပြီးတော့မှအခြေအဝဲကျွန်တော်လေးလာကြမယ်သင်ယူကြမယ်နာခံကြမယ်ဒီကမ်ကနေပြန်သွားတဲ့အခါမှာလည်းပဲယေရှုခရစ်၌ရှိတဲ့စိတ်တော်ကျွန်တော်တို့မှာပို့ပြီးတိုးပြီးရှိဖို့ညာတော့ကျွန်တော်တို့ဒီလောကရဲ့အလင်းဆိုတဲ့ယေရှုခရစ်တော်ဖျားမိမ့်ပါတဲ့အတိုင်းပဲကိုရရဲ့သားသမီးတွေဖြစ်တဲ့ကျွန်တော်အရောက်စီတိုင်းတို့လည်းပဲဒီလောကရဲ့အလင်းအဖြစ်ကျွန်တော်တို့မှောင်မိုက်နေတဲ့အထဲမှာကိုယ့်ရဲ့အလင်းကိုတော်ပေးတဲ့အလင်းနဲ့လင်းနိုင်ဖို့ရအတွက်ဆိုပြီးတော့မှကျွန်တော်တို့စင်ကြယ်လုံးသွင်းကြပါလေဒီနေ့လည်းပဲဒီအကြောင်းနဲ့ပတ်သက်ပြီးယေရှုရှင်ခရစ်တော်ဘုရားဟာဒီလောကမှာရှိစေဘယ်လိုလုပ်ပြီးတော့မှသူ့ရဲ့စိတ်သဘောကဒီမဲ့လောကထဲမှာမှောင်မိုက်နေတဲ့လောကမှာဘယ်လိုလင်းလဲဆိုတာကိုလေ့လာစင်ကြယ်လုံးသွင်းပြီးတော့မှကျွန်တော်အသက်တာမှာလည်းတိဆောက်ဝယ်အကြောင်းကျွန်တော်တို့လေ့လာကြရအောင်အခြေပြုကြံချက်ကိုကြာတော့ရှင်ယောဟန်ပြုတ်ဝင်အခန်းကြီး၈ခုနကဖတ်သွားတယ်ဒီအကြောင်းလေးကိုမူတည်ပြီးတော့မှကိုတော်ကကျွန်တော်တို့ရဲ့ပေါ့နော် role model ဖြစ်တယ်ကိုရဲ့စိတ်နှလုံးကဒီနှုတ်ကပတ်တော်ဒီအကြောင်းအရာတွေမှာဒီလိုရှိတယ်လို့ပဲကျွန်တော်အသက်တာမှာကျွန်တော်နဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ဒူတွေကြားတဲ့ကျွန်တော် deal လုပ်တဲ့အခါမှာယခုလိုဖြစ်နိုင်အောင်ကျွန်တော်ကြိုးစားကြရအောင်ပေါ့နော်ကြိုးစားကြရအောင်လို့ပြောလို့ပါတယ်ကျွန်တော်တို့ရဲ့နော်မကန်ရဲတော့ကျွန်တော်ကျေးဇူးပါလေမလာပြီးတယ်ဟောတာပါလေနောက်ပတ်လည်းလာပြီးပါလို့ပြောချင်ပါတယ်နော်ဒီချက်တဲ့အပေါင်းလေးမရှိနေနဲ့နော်မရှိဘူးနော်ပြီးသွားလို့မရှိနေနဲ့မလာပြီးတော့ကျွန်တော်မတွေ့ရတာဝမ်းသာပါတယ်ဆိုတော့ဒီနှုတ်ကပတ်တော်ကျွန်တော်တို့အမြဲတမ်းလေ့လာတယ်ကျွန်တော်တို့ရဲ့ကဲ့ရဲ့မောထုံကတော့ကိုယ်မှုရဘူးမချိမှတ်ပဲနဲ့သူ့မှုရဘူးချိမှတ်ပါခါလေကြတော့ကျွန်တော်တို့ကကိုယ်ကိစ္စကိုဖြစ်ရှင်းတယ်ပေါ့ကိုယ်ဆိုင်ကိုရင်စားတယ်နော်ကိုရချင်တာဆိုရင်ကိုရေယူလဲပြီးမှသူများကိုပေးတယ်ခရစ်တော်ရဲ့စိတ်တော်ကတော့သူတစ်ပါးကိုအရင်ပြီးတော့မှ concern ထားတယ်နော်ငါစားတယ်လို့သူစားမှာပဲငါမှာခက်ခဲရှိတယ်လို့သူ့မှာခက်ခဲရှိတယ်ဒါကြောင့်မို့လို့သူ့ကိုအရင်ဖြည့်ရှင်းပေးမယ်ဆိုတော့သူ့တစ်ပါးကိုနဲ့များချစ်တတ်တဲ့စိတ်တော်နော်ဒီစိတ်တော်ကယေရှုရှင်ခရစ်တော်ဘုရားရဲ့စိတ်တော်ရှိတယ်အဲ့စိတ်တော်ကျွန်တော်တို့မှာလည်းရှိရတာမျိုးကြောင့်ယနေ့နှုတ်ကပတ်တော်အဖြစ်လေးလာဖို့ရတော့ဖြစ်တယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးငယ်တစ်ကစနစ်ဖြစ်ပါတယ်နော်မမနာမပြောထိုင်ပေးပါမမတိတ်နားမလဲဘူးဆိုတော့မမနာမထိုင်ပြီးတော့မှ translation လုပ်ပေးပါလို့ပြောချင်ပါတယ်ဆိုတော့ဒီနှုတ်ကပတ်တော်ထဲမှာယေရှုဒီလေတန်ဝင်တောင်တို့ကြွတော်မူ၏နည်းနည်းစောစောဗိမာန်တော်တို့တဖန်ကြွတော်မူ၍လူအပေါင်းတို့သည်အခမ်းတော်သို့လာကြ၏ထိုအခါထိုင်တော်မူ၍ဆုံးမဩဝါဒပေးစဉ်တွင်မှားယွင်းခြင်းအမှုကိုပြုလျက်နေသောမိန်းမတယောက်ကိုတွေ့လျင်ဒီကျမ်းပိုက်လေးကိုကျွန်တော်တို့တွေပထမအဦးဆုံးဆင်ခြင်လေ့လာကြရအောင်ဒီနေရာမှာလည်းယေရှုရှင်ခရစ်တော်ဘုရားရဲ့စိတ်တော်ကိုတွေ့ရတယ်ကျွန်တော်တို့ကယေရှုရဲ့သားတွေသမီးတွေကြောင့်မို့လို့ဒီကျမ်းပိုက်ငယ်တစ်သေးလေးအဖြစ်ကျွန်တော်တို့ဒီမှာသင်ရတာရှိတယ်ယေရှုခရစ်တော်ဘုရားဟာနေ့တူကသူတွားလာပြီးအမှုတော်မြတ်ထဲမှာစက္ကန့်စေခံပြီးတဲ့အခါမှာသူကဘယ်မှာပဲသူရှိတယ်တန်ဝင်တောင်မှာပဲရှိတယ်တန်ဝင်တောင်မှာရှိတယ်ဆိုအလကားရှိတာပေါ့တန်ဝင်တောင်လို့ကျွန်တော်တို့ပြောရင်အဖဖရာခင်နဲ့ဆုံတွေ့တဲ့နေရာလို့အဓိပ္ပာယ်ကောက်လို့ရတယ်ဆိုတော့ဘယ်ခုပဲသူပြုလို့ပြီးပါစေတန်ဝင်တောင်ပေါ်မှာသူရှိတယ်တန်ဝင်တောင်ပေါ်မှာရှိတယ်ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းရဲ့အစပထမနေရာကဖယားနဲ့ပဲဖြစ်တယ်မနဲ့မိုးနေလာလို့ဘာမှမစဉ်းစားနဲ့နော်ငါဒီနေ့အလုပ်သွားရမှာပါလားငါဒီနေ့ဘာချက်မှာလဲငါကလေးတို့ငါဘာကျွေးရမှာလဲငါမနေ့တော့ကြံရတဲ့ကိစ္စဘာလဲစတဲ့ကျွန်တော်အောက်နောက်ထဲမှာနိုးလာတာနဲ့စပြီးတော့မှကျွန်တော်
ဆောင်တွေ့ရမယ်အကြောင်းအရာဆောင်တွေ့ရမယ်ပုံမှာဖခင်ပဲဖြစ်တယ်။သံဝင်တောင်းဆိုတဲ့ဖခင်ရှိတဲ့နေရာကိုပုံဆောင်တယ်နော်ဒုတိယကျကြွလာတဲ့ခါမှာလည်းပဲသံဝင်တောင်းကိုပဲဆင်ကြွလာမှာဖြစ်တယ်။ဒါကြောင့်သံဝင်တောင်းကအရေးကြီးတယ်နော်တာဝန်ထဲမှာသံဝင်တောင်းလို့ပြောရင်ဖခင်နဲ့ဆောင်တွေ့တဲ့နေရာလို့ပြောလို့ရတယ်။ကျွန်တော်တို့ရဲ့နေ့တူကအစအခါမှာဖခင်နဲ့ဖြစ်ရမယ်။ဖခင်နဲ့ဖြစ်အဲ့ဒါပြီးတော့ဗာလေနက်နက်စောစောဗိမာန်တော်သူအဖန်ကြွတော်မူပြီးလို့ပြောတာဖယားလို့ဖယားသူ့အလုပ်ကဗိမာန်တော်မှာရှိတယ်နက်နက်စောစောဘာပြောကိုလုံးရမယ်အလုပ်ကိုလေဝိရိယထားရတယ်နော်ကျွန်တော်တို့ကပုံရွှေ့ဒီရွှေ့နေရွှေ့ညာရွှေ့ဟိုရွှေ့တတ်တယ်ကျွန်တော်တို့ဒါပေမဲ့ကိုလုံးတဲ့အလုပ်လုံးဝမလုပ်စောစောစီစီကြိုးစားပြီးတော့မှကျွန်တော်တို့အစေခံရမယ်လှုပ်ဆောင်ရမယ်ဆိုတော့လေဒီညမှာယေရှုခရစ်တော်ဘုရားကကျွန်တော်သင်ပေးတယ်ခရစ်တော်အနေနဲ့ကတော့မနေ့စောဘယ်မှာတော့သွားပြီးတော့မှတရားဒေသနာဟောပြောခြင်းအမှုကိုသူလုပ်နေတယ်ဖြစ်တယ်ကျွန်တော်တို့လည်းပဲဖျားပေးထားတဲ့အလုပ်ပေါ်မှာတာဝန်ကြီးသောစွာကျွန်တော်လုပ်ကြရအောင်လူကြီးအမှုကိုဆောင်ရွက်ခဲ့တယ်မဟုတ်ဖျားရဲ့အမှုကိုဆောင်ရွက်ခဲ့လို့ပြုနေတဲ့ညမှာစေတနာစိတ်ပါရဲ့လှုပ်ဆောင်ရမယ်လို့နှုတ်ကတော်ကကျွန်တော်တို့ကိုတုံ့ပြန်ထားတာလေကျွန်တော်တတိတရားအမှတ်တရားရှိကြရအောင်အဲ့လိုမျိုးလုံးနေတဲ့အချိန်เนาะဒီနေရာမှာတော့ထိုခါထိုင်တော်မူ၍ဆုံးမဩဝါဒပေးစဉ်တွင်မာယွေခြင်းအမှုကိုပြုလျက်နေသောမိန်းမတယောက်ကိုတွေ့ရင်ကြံပြုเสียတို့နဲ့ဖာရိရှဲတို့ကိုခေါ်ခွင့်၍ဒီအရာကကြိုတဲ့ schedule ဆွဲရတဲ့အရာပေါ့ကြိုတဲ့ booking လုပ်ထားတဲ့အရာပေါ့တရားဟောနေစဉ်ကာလကျွန်တော်အားလုံးသိတဲ့အဲ့ဒီကျမ်းတက်ဆရာကိုဖာရိရှဲတော့ disturb လုပ်တာဖြစ်တယ်နော် disturb အမှန်တရားဟောနေတဲ့အချိန်မှာခဏလောက်နေပါလားခဏလောက်နေပါဟုတ်လားမနေဘူးဖြတ်လာပြီးတော့မှဒီကိစ္စဖယားလို့ပြောတဲ့ခရစ်တော်လို့ပြောတဲ့မေရှိယလို့ပြောတဲ့ယေရှုကဘယ်လို deal လုပ်မလဲဆိုတာသူကစမ်းတခါလေကျွန်တော်တတ်တာလုပ်ငန်းဝင်ထဲမှာတော့၎င်းအမှုတော်မြတ်ထဲမှာတော့၎င်းကျွန်တော်ရဲ့လူမှုပေါင်းတဲ့ဆက်ဆံရေးပေါ်မှာတော့၎င်းကျွန်တော်တို့ကဖယားသားချိုးတာစွာနဲ့เนาะကျွန်တော်အကောင်းလို့ကျွန်တော်တို့ဖြည့်ရှင်းနေတယ်လှုပ်ဆောင်တဲ့အချိန်မှာဖြတ်ကနေဆိုကျွန်တော်တို့မကြုံတွေ့ခြင်းနဲ့ကျွန်တော်တို့မထင်မှတ်ပဲနဲ့အကြောင်းအရာတစ်ခုကကျွန်တော်တို့စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တဲ့အရာတွေရှိတယ်။နော်လုပ်တဲ့အရာတွေရှိတယ်။ကြုံတွေ့လူချမ်းမှာဟာအရေးကြောင်းပေါ့နော်ဒါလိုဖြစ်ရဒါပါလားပေါ့နော်ဆိုတော့ဒီလိုမျိုးတွေရှိတတ်တယ်။ဆိုတော့ဒီမှာလည်းပဲသခင်ယေရှုခရစ်တော်ဘုရားကနော်သခင်ယေရှုခရစ်တော်ဘုရားကလာရောက်ကြတဲ့နော်ဖြောင့်မတ်ခြင်းပါရမီကိုစာငတ်ခင်မွန်းနေကြတဲ့လူတွေကိုတရားဒေသနာဟောနေခြင်းမှာဘာမှခွင့်ပြုချက်တွေဘာတွေရယူခြင်းမရှိဘဲဖြတ်ဆိုဝင်လာပြီးတော့မှမာယွင်းခြင်းအမှုကိုပြုတ်လျက်နေတော့မိမကိုငါတို့တွေ့ရတယ်နော်ဒါကြောင့်မလို့မောရှိရဲ့တရားတိုင်းစီရင်ရမှာဖြစ်တယ်ဒါပေမဲ့လည်းကိုရောဆိုရင်ဘယ်လိုစီရင်မလဲဆိုပြီးတော့မှနော်ကိုရောဒီအာယုန်ကသူလုံနေတဲ့တရားဝင်အာယုန်ရွှေ့သွားပြီးတော့မှနော်သူ့ trap လုပ်တယ်ပေါ့ထောင်ချောက်ထဲမှာပေါ့နော်သူ့ရဲ့ဘယ်လိုလဲသူ့ရဲ့အကျင့်သိက္ခာသမာဓိနဲ့သမာတရားတိုင်းလိုက်ရှောက်နေခြင်းကိုစမ်းအကဲစမ်းပြရကျွန်တော်တက်တာမှလည်းနော်တင်ကောင်းတယ်ကျွန်တော်မစိုးပါလို့တခါလေတော့ရှိတယ်နော်အဲ့စိတ်ကတော့ကျွန်တော်မှရှိနေတယ်နော်ရှိတယ်ကိုယ်ကိုလာပြီးတော့မှစိတ်နှောက်ရှက်ပေးတဲ့လူနော်ဟာဟိုပြန်ပြီးတော့ခြေပခြင်းနော်တောက်ပြန်ခြင်းနော်ချက်ချင်းနဲ့နေယူခြေပခြင်းတောက်ပြန်ခြင်းတို့ကသခင်ယေရှုကအဲ့လိုမလုပ်ဘူးဆိုတော့တွေ့ရတယ်အဲ့လိုပြောတယ်နော်ထိုတို့သောမိန်းမကိုကြောက်ခဲနဲ့ပြည့်ရမည်ဟုမောရှေအကျွန်ုပ်တို့အားပြည့်ညတ်တရား၌စီရင်ထောက်ဖွဲ့ပါပြီတို့ရတယ်ကိုတော်ဒီအဘယ်သို့မိတ်တော်မူမည်နည်းဟုရှောက်ကြ၏တဲ့နော်ဒါကြောင့်မို့လဲယေရှုကအဲ့လိုပြောတဲ့ချိန်မှာယေရှုကအောက်ကိုငုတ်ပြီးတော့မှစာရေးတယ်
ညီပေါ်မှာရေးသားပြောချင်တာကချက်ချင်းကြီးကိုရောရဲ့ emotion ကချက်ချင်းကြီးမပြောင်းတော့အရန်ခံဖြစ်ဒီအရာရဲ့ human ချက်ကကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါပါနဲ့တွားနေတယ်ပြုံးဆိုမကြုံတွေ့ချင်တဲ့အရာတစ်ခုကြောင့်စိတ်ကဝုန်းနဲ့ဖြစ်ချင်တဲ့အခြေအနေမျိုးရှိတာဒါပေမဲ့ယေရှုကမဖြစ်ဘူးတဲ့ဘာကြောင့်လဲအဲ့ဒါလေးကျွန်တော်ကဖြစ်တယ်ဘာကြောင့်ကျွန်တော်လူဒီလောက်တာတကယ်တော့ယေရှုအဲ့လိုမဖြစ်ချင်းရဲ့ဖယားဖွင့်ပြတယ်ကျွန်တော်ဖွင့်ပြတယ်ယေရှုအဲ့လိုမဖြစ်ချင်းရဲ့အဓိကအကြောင်းလာတော့ဘယ်နဲ့ဆုံးဒီဖယားနဲ့အခြေအနေလုပ်တယ်ဖယားပေးတဲ့ညီသက်ချင်းဖယားပေးတဲ့ခွန်အားကပြုံးနေပြဿနာခက်ခဲပေါ်လာရင်မတုံ့မကြောက်ရွံ့အေးဆေးဆေး calm and quiet အေးဆေးဆေးလေးဖြည့်ရှင်းတာတွေ့ရတယ်ကျွန်တော်တက်တာမှာလေပြာကြီးပြာရာနဲ့ပြဿနာကြုံလာတဲ့အခါအခက်ခဲခုကြုံလာတဲ့အခါမှာစัจကျင်ဘက်တစ်ခုကြုံလာတဲ့အခါမှာကျွန်တော်တို့တွေပြာကြီးပြာရာနဲ့တော့စိတ်လှုပ်ရှားစွာနဲ့တော့မတုံ့ပြန်ပါဘူးလေ emotion နဲ့မတုံ့ပြန်ဒုတိယတစ်ချက်ကနော်ဒုတိယချက်ကမကြောက်ရွံ့ပါနဲ့မကြောက်ရွံ့ပါအခုတခင်ရှုလာပြီးတော့မှအကဲဆန်းတခါလေကျွန်တော်တို့ကိုလည်းတခါလေကျွန်တော်ရဲ့ယုံကြည်ခြင်းကိုလည်းအကဲဆန်းခံရတဲ့အချိန်မျိုးရှိတယ်နော်မင်းတို့ဘုရားကမေတ္တာရှင်ဆိုဘာဖြစ်လို့ဒီလောကကြီးကလူကြီးဖြစ်နေရတာဘာဖြစ်လို့တို့မြန်မာနိုင်ငံကြီးကလူဖြစ်နေရတာဘာဖြစ်လို့တို့လူတွေလူဖြစ်နေရတာဘာဖြစ်လို့တို့တရားမများကြတယ်ဘယ်လိုဖြစ်ရှင်းရတာစသဖြင့်အဲ့လိုမျိုးကြုံပြီးကျွန်တော်တို့နည်းနည်းလေးဟိုကြောက်လန့်စိတ်ဖြစ်လာတယ်ဘာလို့အဖြေကမရှိဘူးအဖြေကအကောင်းဆုံးတော့အဖြေမပေးနိုင်တဲ့အခါဆိုကြောက်လန့်စိတ်ရှိတော့ရှိတတ်တယ်ဒါကြောင့်မလို့ချက်ချင်းကြီးတောက်ပြန်တဲ့ဝုန်းနဲ့ထားဖြစ်တဲ့အခြေအနေမျိုးစိတ်လှုပ်ရှားမှုရှိတယ်လို့ဘာမှကြောက်ရွံ့ထိတ်လန့်တဲ့စိတ်မျိုးလည်းမရှိဘူးတကယ်ရှိတာနော်ဒီနေရာမှာခင်ရှုတာအောက်ကိုပဲတော့ပြီးတော့မှစာရေးတယ်စာရေးသားလို့ပြောရတယ်အဲ့ဒီအချိန်မှာတဲ့ဘာလို့အခါခါမီးတယ်ဘာပြောချင်တာအခါခါမီးတယ်ဆိုတာကျွန်တော်ရှောင်လို့မရဘူးရှောင်အိုးဒီကိစ္စဖျားနဲ့ဒီလိုရှင်းငါ့မဆိုင်ရှောင်လို့မရအခါလေးကျတော့ကျွန်တော်တို့အသက်တာမှာမယုံကြည်သူတွေရောကျွန်တော်တို့ရဲ့အသက်တာကဲဆန်းခြင်းတဲ့လူတွေဘေးချက်နဲ့ချက်မေဖို့နေကိုကျွန်တော်တို့ရင်ဆိုင်နိုင်ရတယ်အဲ့ဒီအခါမှာမနဲ့ဆိုးဒီဖျားနဲ့အချိန်ပြီးတော့မှဖျားနဲ့ကျွန်တော်တို့ကျေးဇူးတော်ကိုချီးမွမ်းတယ်ဖျားရဲ့နာမတွေကိုချီးမွမ်းတယ်ချီးမြှောက်တယ်ဖျားကိုပြုခဲ့တဲ့ကောင်းမြတ်ခြင်းတွေကိုတစ်ခုနောက်တစ်ခုရည်တွက်တဲ့လူတွေမှာညီတဲ့ခြင်းနဲ့ကျွန်တော်တို့ဖြည့်ရှင်းနိုင်တဲ့ဉာဏ်နဲ့ပညာကိုဖျားတာပြီးတယ်အခါခါပြောတာနဲ့အခါမှာတခင်ယေရှုကလှမ်းပြီးတော့မှပြောတယ်နော်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲဘာပြောလဲမင်းတို့အဲမှာတဲ့အပြစ်ကင်းသောသူကရှေ့ဦးစွာကြောက်ခင်းနဲ့ပြစ်စေလို့ပြောတာနော်စကားလေးကအယံကိုပေါ့နော်လူဆိုရဉာဏ်ပညာရှိတဲ့လူတွေထဲမှာသူကဟိုနှစ်ခုလောက်ကိုကြော်ပြီးတော့မှပြောထားတာတွေ့ရတယ်နော်အော်စီရမှာပေါ့အဲ့လိုပြောအမစီရမှာပေါ့လို့ပြောမင်းတို့အထဲမှာကိုယ့်ကိုယ်အပြစ်မရှိဘူးလို့ထင်တယ်အရင်ပြစ်ပါပြောတဲ့အခါမှာဘာတွေ့ရတာလဲအဲ့ဒီခါတဲ့မိမိတို့စိတ်နှလုံးကြီးမိမိတို့အဖြစ်ကိုပေါ်ပြတဲ့ဖြစ်အသက်ကြီးသောသူမှစရင်အငယ်ဆုံးသောသူတိုင်ဒီမှာနှုတ်ကပတ်တော်တန်းစီထားတာအသက်ကြီးသောသူမှစရင်ငယ်သောသူဆိုရင်တော့အပြစ်ကိုအဲ့လိုတန်းစီထားတယ်နော်တခါလေကျွန်တော်လူကြီးတွေကခလေးတွေကကိုယ့်ကိုပို့ပြီးတော့သိတယ်တတ်တယ်လို့ထင်နေကြတယ်နော်ဟုတ်ပါတယ်မသိတတ်တာမသိတတ်ပါဘူးသိတတ်တဲ့ခလေးတွေကပို့ပြီးအပြစ်လုပ်တတ်တာနော်ပြစ်လုပ်တတ်ဒါကြောင့်မလို့သူတစ်ပါးကိုဆုံးမတော့ဆိုရင်သူတစ်ပါးကိုဆုံးမကိုယ့်ကိုယ်ကိုအရင်ဆုံးမရတာဖြစ်တယ်
ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ပြင်တဲ့အခါတိုင်းမှာမို့တော်ဆောင်တွေဒီမှာပဲပြင်တဲ့အခါတိုင်းသူများကိုမဆုံးမဘူးကိုယ်ကိုဆုံးမတယ်ဒီကျမ်းပိုက်ကိုငါပေါ်မဲ့တရားကငါရောလိုက်နိုင်တာဒီကျမ်းစာလေးကငါဟောလို့သူများမငိုက်ငါရောငါနားထောင်ငိုက်တယ်ဖြစ်မလားဒါမှမဟုတ်လားဘယ်စိတ်ကိုစားမှုရှိတယ်နော်ဆိုတော့ဒီနေရာမှာယေရှုရှင်တော်ဗျာရိုးရှင်းတဲ့ကျွန်တော်ငယ်ငယ်လေးတည်းကပြီးတဲ့ဒီအကြောင်းကိုမှားရင်းနေခြင်းပြုတ်ရဲ့နေတဲ့မိန်းမယူလာတဲ့အခါကိုရောစီရင်နာလေးကိုကြည့်တာကိုရဲ့ဒီလုံးသားမှာပါရှိတယ်တဲ့ချက်ဒီမိန်းမကိုခေါ်လာတာနဲ့မိန်းမဘက်ကခံစားကြည့်တာမှားရင်းခြင်းပြုတ်ရဲ့နေစဉ်ခေါ်လာဘာလို့ရှက်လဲဒီမိန်းမကမှားရင်းခြင်းပြုတ်ရဲ့နေစဉ်ခေါ်တာဘလောက်ရှက်မယ်လို့ပြောနေအပြင်ထွက်သွားပြီးသူများအဲ့ဟင်းအောကိုလှမ်းပြီးတစ်ခွက်တော့မြည်တာကိုလူတွေ့တာမှကျွန်တော်ရှက်တယ်နော်ရှက်တယ်နော်ဆိုတော့ဒီမိန်းမတော့ရှက်ပါဒီမိန်းမတော့ရှက်ပါတိတ်ချက်နော်ဒါကိုခင်ရှုပြီးတယ်ဘာယေရှုခရစ်၌ရှိတဲ့စိတ်ဘောနော်ပြန်ခံစားကြည့်တာပေါ့နော်ဒုတိယတစ်ချက်ဒီမိန်းမကိုခေါ်လာတဲ့အခါဒီမိန်းမပျော်ရွှင်စွာနဲ့ချသွားဟဲ့ငါတရားကိုခံမဲ့သွားဘူးသူအရန်ကိုဘောနော်ဟိုဘယ်လိုပြောမလဲမလာခြင်းဘူးနော်မလာခြင်းဘူးအစီရင်ကမကန်ခြင်းဘူးဒါပေမဲ့သူကအားနွယ်တယ်ဟိုကတကယ်ချမ်းပြုเสียနော်ကိုယ့်ကစကားနဲ့ပြောမယ်ဆိုတော့တကယ်ကိုချက်ကပုတ်ကိုနဲ့အုတ်ကြီးရခေါ်လာတာလေနော်သူရှောင်လို့မရဆိုသူဘယ်တော့ကြောက်ရွံ့လို့နံပါတ်1ဖေးချင်လောက်ရှက်နေနော်ဒီမိန်းမဒုတိယတစ်ချက်သေမလို့ဖြောက်ကြောက်နေတတိယတစ်ချက်ဖြစ်နိုင်တယ်ခုရှိဝါဒနာပါလို့လားနော်ဝါဒနာပါလို့လားဒါမှမဟုတ်ဆိုဘဝလောကနဲ့တရားကြောင့်စာဝတ်နေပြီးဖြည့်ရှင်းခြင်းလို့ဒီအလုပ်ကိုလုပ်တာနောက်တစ်ချက်အနိုင်အကျင့်ခံရတာမသိရဒီသုံးချက်ကအခုတော့ဖြစ်ဒါပေမဲ့သေချာတာတစ်ခုကတော့ willingly နဲ့တော့ဒီကိစ္စကိုလုပ်တဲ့မိန်းမတွေတော့ဟုတ်တယ်ကောင်းတယ်နောက်တစ်ချက်ဒီလိုအခြေအနေမျိုးဒီအမှုကိုပြုတ်ရင်သူ့ကို community တစ်ခုလို့သူ့လူမျိုးတစ်ခုလုံးကသူ့ကိုဝိုင်းပယ်တော့မယ်ဆိုပြီးဒီကဘာပေါ်တည်တယ်လဲငါ့ကိုသာမိသွားရင်ငါတို့ရဲ့ဥပဒေရငါ့ကိုမသေးသေးတဲ့ဒီကြောက်ခဲနဲ့ပြစ်ပတ်မယ်ဆိုတာသိတယ်နောက်ဆုံးအတိတ်တစ်ခုကငါပဲဒီအဖြစ်ကိုစီရင်ခံရမှာလားငါ့ကိုမှားရအောင်ပြုတဲ့ဟိုကောင်တွေရောဘာလို့မခေါ်လာလဲမှားဝင်ပြုတာမှုဆိုတာတရားဝယ်ပြုလို့မှမရဘူးငါရောက်ပြီးသွားပြီဆိုတော့ဒါကိုတခင်စုမသိဘူးလားသိမှာတခင်သိမှာတခုတော့မှားနေပြီတခါလေကျွန်တော်အရှိကိုတော့ရောက်ပြီးတော့မှစီရင်ပေးပါလို့ပြောလိုက်ရတာမစီရင်ကအမေကပေါ်နေပြီသားမတရားတဲ့မိန်းမကလည်းအဲ့မိန်းမကလည်းမတရားတစ်ဖြစ်အစီရင်ခံရတယ်တခင်ယေရှုကလည်းမတရားတစ်ဖြစ်စာမဝတ်အစစ်ခံရတယ်သူ့ရဲ့ integrity ကိုစာမဝတ်စစ်ခံရတယ်အဲ့ဒီအခြေအနေမျိုးမှာတခင်ယေရှုကဒီသက်စွာဒီကိစ္စကိုဖြေရှင်းနိုင်တာပြရတယ်ဂလာတိဩဝါဒစာခန်း6ငယ်1ကညီကိုတို့လူကြီးတိလေးတွေပစုံတစ်ခုတော်ဒုစရိုက်ကိုပြုလို့ဝိညာဉ်စုကျေးဇူးကိုခံရတော့တဲ့နော်ကျွန်တော်တို့ပါဒီမှာပစုံတစ်ခုတော်တဲ့နော်သူကတတိလက်လို့ပြဿနာဆိုတာတတိလက်လို့ဖြစ်တာတစုံတစ်ယောက်တော့ကိုယ့်ရဲ့ခန္ဓာကြီးကိုတယောက်တတိလက်လို့ဇုံတစ်ခုတော့အမှုကိုကိုတော်လာကောင်းပတ်ဝန်းကျင်ကိုထိခိုက်သွားတဲ့အခါမှာတဲ့ဘာလဲဝိညာဉ်စုကျေးဇူးရှိတော်သူဒီမှာဝိညာဉ်စု
စုကျေးဇူးတော့ယုံကြည်သူခရိယာမှန်ဝိညာဉ်စုကျေးဇူးမရှိတော့ဘူးမရှိပါဘူးရှိတယ်လူသားဝိညာဉ်စုကျေးဇူးခရစ်တော်ကိုကယ်တင်ရှင်ဖြစ်လက်ခံယုံကြည်ပြီးပြီဆိုရင်အရောက်စီတိုင်းမှာဝိညာဉ်စုကျေးဇူးဆိုတာရှိတယ်အဲ့ဒီဝိညာဉ်စုကျေးဇူးရှိနေတယ်မသိတာဖြစ်တယ်မသိတယ်ဝိညာဉ်စုကျေးဇူးကြောင့်ပြောရင်တော့၃ပိုင်းခွဲထားတာဖြစ်တယ်နော်လက်တွေ့လှုပ်ဆောင်ရမယ်အပိုင်း၃ခုရှိတယ်ဒုတိယပါဇက်နဲ့ပြောရမယ်အပိုင်း၃ခုရှိတယ်နော်ပြီးတော့အုံနောက်နဲ့နော်စီရင်ရမယ်တိတက်လာတဲ့အရာ၃ခုရှိတယ်ဟိုပညာလို့ဉာဏ်လို့အုံနောက်သွားတာပရောဖက်ပြုခြင်းဆိုတာပါဇက်နဲ့သွားတာနော်ပြီးတော့မှဟိုလူပြောမယ်ဒီအနာငင်းခြင်းဆိုတာတက်နေသွားတာဒါမျိုးပေါ့နော်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်ကျမတို့လေဝိညာဉ်စုကျေးဇူးဆိုတဲ့ထဲမှာဖျားပေးတဲ့ discernment spirit ရတယ်လားဖျားပေးတဲ့ wisdom ရတယ်လားဖျားပေးတဲ့ knowledge ရတယ်လားအဲ့လိုမျိုးဆိုရင်ဒီလိုကိစ္စမျိုးကို deal ပြီးတော့မှသူ့ကိုတဲ့ကျွန်တော်တို့တွေနားလည်ခွင့်လို့ရမယ်ဆိုတာကိုတခင်ရှိတော်ဖျားကရှင်ပေါ်လူအဖြစ်ဂလာတိဩဝါဒစာခန်းကြီး6နဲ့တက်မှာကျွန်တော်တို့ပြောတာဖြစ်တယ်။ဒါပြီးယာကုပ်မှာလည်းပဲကျွန်တော်တို့ဘယ်လိုပြောထားလဲ။ညီကိုတို့တဲ့မင်းတို့အထဲမှာတဲ့တစုံတစ်ယောက်တော်ဒီပါတဲ့ဗါတယ်လေ။မာယွေတဲ့အမှုပြုမိနေဆို။ဒါလည်းကြည့်မယ်နော်ဒီမှာလည်းကြည့်မယ်။ကျွန်တော်တို့လူရဲ့သူတစ်ပါးကိုပြန်လဲပြီးတော့မှတုတ်ပြန်တဲ့အရာတခင်ယေရှုခရစ်မှာရှိတဲ့စိတ်သဘောတိုင်းကျွန်တော်တို့ကပြန်ပြီးတုတ်ပြန်ရမယ်ဆိုတာကိုကျွန်တော်တို့တွေနားလည်ရမှာဖြစ်တယ်ချစ်တဲ့ဒီကိုမောင်မတို့ခရစ်တော်ယေရှုဖျားကเนาะကျွန်တော်အားလုံးသိတဲ့တရားတော်မူမြောက်တော့ဆာလံကျမ်းမှာပါဖြစ်တယ်ဖျားကပါဖြစ်တယ်တဏှာတက်တဲ့သဘောရှိတယ်เนาะဒါယေရှုခရစ်တော်ဘုရားရဲ့စိတ်တော်မှာတဏှာတက်တယ်ဘာလဲယေရှုပြုတ်တက်တယ်ဘာလဲစိတ်ရှိတယ်ဘာလဲကြုံနာနဲ့ပြည်စုံကြွားတယ်ဒါခရစ်တော်ရဲ့စိတ်တော်ဒါကြောင့်သင်ကသူများကိုတနာတက်တယ်ဆိုနော်စိတ်ရှိတတ်တယ်ဆိုကျေးဇူးပြုတတ်တယ်ဆိုသူတို့ဘာရအပြစ်ကိုနားလဲပြီးတော့မှခွင့်လွတ်တတ်တယ်ဆိုဒီအရာကဘာပြောလို့လာလဲဆိုတော့သင်ကခရစ်တော်ရဲ့စိတ်တော်ရှိတယ်အားလုံးကတော့ခရစ်တော်ရဲ့စိတ်သဘောအ ਨੇ နဲ့အများကျွန်တော်တို့မှာရှိကြပါလေ။ဘာကိုကြိုးစားရမလဲ။အများဘက်ကိုကြိုးစားရမယ်။အများဘက်ကိုဖခင်ကတော့ကျွန်တော်တို့ကိုမျိုးစေ့ကိုချထားပေးတာ။အဲ့မျိုးစေ့ပေါ့နော်။ခရစ်တော်မှာရှိတဲ့မျိုးစေ့နော်စိတ်သဘောအဲ့စိတ်သဘောနဲ့မျိုးစေ့အမြင့်ကြအပေပေါက်ပြီးကြီးထွားဖို့ပဲအရေးကြီးပါလေ။ကျွန်တော်တို့တွေနော်ဒီညမှာခရစ်တော်ကဘာဆက်ပြောသေးလဲဆိုတော့နော်ယေရှုဒီတယောက်တည်းကြံရစ်တော်မူလေတဲ့မိမဒီအလယ်၌ရပ်နေပြီနော်ထိုအခါယေရှုဒီကိုလှန်တော်မူပြန်၍ထိုမိမမှတပါအဘယ်သူကိုမျှမမြင်ဘူးဒီနေရာမှာလဲခရစ်တော်ရဲ့ calm down ဖြစ်ခြင်းကိုကျွန်တော်တွေ့ရတယ်ခရစ်တော်ကနော်လူအုပ်ကြီးအကုန်လုံးပြန်သွားလို့မိမနဲ့သူနဲ့နှစ်ယောက်တည်းရှိနေတဲ့အခါမှာမဆူပါဘူးမဆူပါဘူးဒီညမှာခရစ်တော်ကျွန်တော်ဘာသင်ပေးလဲမိမမမားဘူးလားမှားတယ်မှားရင်ချင်းပြုတဲ့အချိန်မှာတွေ့ရတယ်သူမှားတယ်ဒါပေမဲ့ခရစ်တော်ကသူ့ရဲ့မှားခြင်းဆိုတဲ့လုံဆောင်ခြင်းကိုမကြည့်ပဲသူ့ရဲ့အတွင်းလုံးသားနဲ့ဘာကြောင့်မှားရတာလဲဆိုတော့ကြည့်ပြီးတော့မှနားလေခွင့်လုပ်ပြီးတယ်နားလေကျောင်းကိုယေရှုကပြောတယ်ငါလည်းမင်းကိုမစီရင်ပါဘူးစီရင်ပါဒါနဲ့ခုတော့ရှိရကွာဘာလဲနောက်တစ်လုံးလုံးနေဒါခရစ်တော်ရဲ့စိတ်တော်ပါလူတယောက်ကိုခွင့်လွတ်နိုင်တယ်ဆိုတဲ့စိတ်တော်ကစိတ်တတ်တာဖယားစရာပဲလားဘယ်လိုမှခွင့်မလို့နော်ဟုတ်တယ်မလားကျဘုခွင့်လို့လားကျူးစားအစာရီပါရှောင်းပြီးတော့မှကိုနော် meditation နဲ့ဝင်ပြီးမှမလို့ခွင့်လို့တယ်လို့ပြောတယ်ကျဘုခွင့်လို့လားချစ်လားချစ်တယ်ခွင့်လို့တယ်ဆိုတော့ဘောမဖြစ်တယ်ပဲကြောက်နေရတယ်
So the key general Yeshu Christ is single. General see it. Ain't the pet where? Do Nandaya no general Nandaya one, the main master. The main man that Patella Yeshu Tao Yuan Tao Canary. No, what job you get on? No, get on. ကျောင်းခဲယူပြီးမသေးသေးအောင်ပြစ်မဲ့ဒီအမျိုးသမီးရဲ့အပြစ်ဒဏ်ဖယားသူ့ရဲ့ဉာဏ်နဲ့ပညာအသုံးပြုပြီးတော့မှတာဝန်ယူတာဝန်ခံပြီးဖြေရှင်းလိုက်တာကျွန်တော်တို့ရောကိုယ့်ရှိရောက်လာတဲ့အပြစ်မကင်းတဲ့သူတယောက်ကိုနားလေခွင့်လို့ပြီးဟလားသူ့ဘုံမှာတာဝန်ယူရမယ်တာဝန်ခံရမယ်ဆိုတာဝန်ယူနေလားတာဝန်ခံနေလားနော်ကျွတ်စားတယ်ကျွတ်ပြန်တော့ထောက်ပါမရစေနော်ဆိုဒီလိုမျိုးပေါ့တခါလေကျွန်တော်တက်တာခရစ်တော်ရဲ့အားရတဲ့နေရာတယောက်တော်သူပေါ့ခက်ခဲကူညီတဲ့အခါဟိုးအဆောင်ကြီးကူညီရတာလေရှိတယ်တော့ဝတ်တဲ့ပြန်မရဒီလိုစိတ်ဓာတ်မျိုးကခရစ်တော်မှာပဲရှိတယ်အဲ့ခရစ်တော်မှာရှိတဲ့စိတ်လုံးကျွန်တော်တို့မှာရှိဖို့ရအတွက်ပထမဦးဆုံးသောခြေလှမ်းကဘာလဲဘာမှမလုပ်ဘူးဘုရားစီကိုတိုးဝင်ပါစီတိုးဝင်ပါတကယ်ရွတ်ဆိုနော်ကျွန်တော်တို့ဘာသင်ပေးလဲဆိုတော့ခန္ဓာကိုပြလိုက်ပါကိုရိုနီစယောနေရာစကားပြောဟိုဆရာရှိလဲငိုအော်ဆရာရှိလဲအော်ကိုရောဘာလုပ်တာလဲဆိုတော့မင်းတို့ထုတ်တယ်တော့အမှပြောအမှငိုအမှအော်အရှင်းကြီးပြောနော်စုပေါင်းစုတောင်းမှမပြောချင်းကြီးလိုက်လို့ရှင်းဖယားနဲ့ကိုလည်းနှစ်ယောက်တည်းဆိုတော့ဟုတ်အချိန်ကုန်မှမကုန်သွားပါဖယားနဲ့အတူတူရှိလို့သင်အချိန်ကုန်အချိန်ဖြုံးတာအချိန်တုံးတာဖယားကအချိန်တုံးရင်ဖယားအချိန်ထပ်ပြီးနော်ဒါကြောင့်မို့လို့ဒီနေရာမှာနောက်ဆုံးကျွန်တော်ဘာလေးပဲပြောချင်လဲဆိုတော့ယေရှုခရစ်တော်ဘုရားတစ်ဖက်သားပေါ်မှာနားလည်ပြီးတယ်ခွင့်လွှတ်ပြီးတယ်တာဝန်ယူပြီးတယ်တာဝန်ခံပြီးတယ်ဒါကကိုရောရဲ့ဒီမှာယွင်ခြင်းပြုနေမိမဟာသူ့ရဲ့စိတ်နှလုံးကိုကျွန်တော်ဖွင့်လွှတ်ပြတယ်ပဲဘလိုင်းကြီးလို့ဘလိုင်းကြီးလို့ကိုလည်းမမှားပဲနော်မားတယ်လို့ပြောခိုင်းရတဲ့အခါကျရင်ကျွန်တော်တို့ဒီတရားလေးတွေနဲ့ဒီနှုတ်ကပတ်တော်လေးကိုတရားကြရအောင်ခွင့်လွှတ်ပါလို့ပြောတဲ့အခါမှာပြောရတော့လွဲတယ်နော်ခွင့်လွှတ်နိုင်လို့တော့တကယ်ကျွန်တော်ခွင့်လွှတ်နိုင်ရလောက်အောင်ကျွန်တော်မေတ္တာကြီးပါအဲ့ဒီခါမှာကိုရောစီကမေတ္တာကိုပဲယူပြီးတော့မှသူ့ဗျာကိုခွင့်လွှတ်ကြရအောင်အဲ့လိုခွင့်လွှတ်ရင်ဘာကျိုးရှိလဲပထနာတော်မှာကျိုးတယ်သူတို့ဘာရဲ့အဖြစ်ကိုကျွန်တော်လွှတ်ရင်မဖြစ်တယ်လေကျွန်တော်ဖြစ်တယ်တခါလေကျွန်တော်ဆုတောင်းတာကြက်ကြခြင်းနဲ့မရခြင်းကသူများရဲ့အဖြစ်ကိုကျွန်တော်မလွှတ်လို့ဖြစ်တယ်နော်အကြောင်းခွင့်လွှတ်လိုက်ပါပျော်ရွှင်စွာကျွန်တော်ကျေးဇူးတော်ချီးမွမ်းဖို့ရအတွက်ကိုယ့်ရဲ့နှလုံးသားရှိကြရအောင်အဲ့ဒီနှလုံးသားကဟောဒီလောကမှောင်နေတဲ့ဒီကမ္ဘာလောကကြီးကိုကိုယ့်ရဲ့အလင်းဆိုတဲ့အလင်းနေနဲ့အသက်ရှင်ရတဲ့ကိုယ့်သားတွေသမီးတွေရှိဖို့ရအတွက်ဒီလောကကြီးစောင့်လို့နေတာအမှောင်တွေကဘယ်တော့မှဘယ်ထောက်ကအလင်းလေးတပွင့်လာလင်းလာမလဲ